Okay မင်္ဂလာပါအဲ့တော့ဒီဗီဒီယိုဖိုင်ကကျွန်တော်ရဲ့ညီကိုတွေအဓိက match တင်တန်းတွေပေါ့နော်အဲ့တော့ကျွန်တော်ကဗာလဲဆိုရင်ဒီ match မှာအဓိကပါတယ်ဒီ software လေးဒါလေးကိုမိတ်ဆက်ပေးခြင်းနဲ့ TIPS တစ်လို့ခေါ်တာပေါ့နော်အဲ့တော့တစ်ကဘယ်လိုမျိုးအလုပ်လုပ်လဲပေါ့ဒီကျွန်တော်ဒီ application launchpad ထဲဖြစ် app ထဲကိုသွားကြည့်မယ်ဆိုရင်ဒီ tips ဆိုတာလေးကိုတွေ့လဲနော်ဒါလေးပါ TIPS တစ်အဲ့တော့ MIDI ပုံစံလေးဒါလေးကကျွန်တော်တို့ဒီ Mac OS တွေမှာ MacBook တိုင်းအတွက်နောက်တစ်ခုက Apple device တွေ iOS တိုင်းမှာ device တွေတိုင်းတည်တဲ့ပါတယ်ပေါ့နော်။တော့ဘာလို့လဲဆိုရင်ကိုယ်အသုံးပြုတဲ့ device နဲ့ပတ်သက်တဲ့ content user guide user manual လို့လည်းပြောလို့ရတယ်။အဲ့တော့မိမိမှာအင်္ဂလိပ်စာအခြေခံအင်္ဂလိပ်စာတိုင်းတာဒီဖတ်နိုင်တယ်ဆိုအဆင်ပြေပါတယ်။အရင်ကြီးခက်လည်းမဟုတ်ဘူးပေါ့နော်။ဆိုလိုတဲ့သူ့ရဲ့ main point တွေကြည့်လောက်တော့မယ်ဆိုရင်ကျွန်တော်က Mac နဲ့ပတ်သက်တဲ့အခြေခံတစ်တွေကိုအကုန်နားလည်မှာဖြစ်ပါတယ်။ဒီမှာဆိုကျွန်တော်ဒီထက်ကိုဝင်ပြီးတော့ဒီ user guide ဆိုတဲ့ဒီ file လေးရှိရပါတော့။အဲ့ဒီထက်ကိုဖွင့်လိုက်မယ် user guide file table software နဲ့ပါဝင်တာပေါ့နော် get started with your Mac အဲ့တော့ဒီထက်မှာကျွန်တော်တို့ကဒီ title ခေါင်းစဉ်ခွဲလေးရှိအောင်မှာ table software နဲ့ဆိုတော့ main menu သွားလိုက်မယ် your Mac model MacBook Air ဒါလေးတစ်စင်ချင်းသွားလိုက်မယ်ပေါ့နော် take out your to MacBook Air ဆိုအဲ့တော့ကျွန်တော်တို့ကကိုအသုံးပြုတဲ့ Mac ရဲ့ model နဲ့လိုက်ပြမှာကျွန်တော်ဆိုတာ MacBook Air ကို M4 ပေါ့နော်ဆိုတော့ဒီမှာသူကဒီ M4 မှာဆိုရင်73လက်မှရှိရ15လက်မှရှိရပေါ့နော်ဒါပေမဲ့အားလုံး feature ကတော့တူတူပဲ Megacity 3နော် Megacity 3ဆိုတော့ဘေးမှာရှိရကျွန်တော် charger Arduino ကိုပြောတာအဲ့တော့ Arduino ရဲ့ဒီဘက်မှာပေါ်နှစ်ပေါ်ပါအတွက်လဲဒါဒီ Thunderbolt port for USB-C လို့ခေါ်တယ် USB type ကိုမှကျွန်တော် type C ပေါ်နေပေါ့နော် type C ပုံစံမျိုးအဲအကြောင်း USB-C တော့တနည်းအားဖြင့် Thunderbolt လို့လည်းခေါ်တယ် Thunderbolt ရဲ့အဓိပ္ပာယ်ကြလဲတချို့ဘယ်လိုလဲဆိုကျွန်တော်နားလည်လောက်ပြောနေ Thunder ဆိုလျှက်စင်မိုးချိုးကိုပြောတာပေါ့နော်အဲ့တော့ဒီ file ကူးတဲ့နေရာမှာကျွန်တော်တို့ USB ပုံမှန်2030 speed တွေထဲဒီ Thunderbolt ဟာ file ကူးတဲ့ speed ပိုမြင်နေဒါကိုသင်စားလို့ကျွန်တော်နားလည်လို့ပြောရရင်တော့ဒါလျှက်စီးလက်တယ်လို့ပဲဖြတ်ခနေပေါ့နော်သူတို့ရဲ့ file ကူးတဲ့ speed ကလည်း1447 MB speed တွေထိသွားတာရှိတယ်ပေါ့ဒါတော့ကျွန်တော်တို့ကဒီသူ့ရဲ့ပေါ့ကိုလာအသုံးပြုတဲ့ device တွေရဲ့ကြိုးတွေရဲ့ ability သူ့ရဲ့ size ပုံမှာလည်းမူတည်နိုင်တယ်ဆိုတော့ပြောချင်တာကတော့ဒီ Thunderbolt တွေဒီကျွန်တော်တို့ပုံမှန် USB တွေတော့အများကြီးတာပါတယ်ဆိုတော့ဒါလေးဒီတဲ့ဘာလို့ chat your computer ကို Arduino နိုင်တာပါမယ် transfer data လုပ်လို့ရတယ် for both speed ဒီမှာပါတယ်40 GB per second တစ်စက္ကန့်ကို40 GB ထိသွားလို့နေနော် just device such as iPad ဆို register တွေပဲ trackpad or keyboard ဒါအဲ့ဒီကနေပြီးတော့ iPad တွေတခြားတော့ trackpad ဒီမှာ mouse trackpad တွေ keyboard တွေကိုပြန်ပြီးတော့ Arduino လည်းရမယ်ပေါ့နော်ဒါမျိုးတွေလည်းတင်လို့ရမယ်လို့ပြောချင်တာ more you can also connect display or projector to Thunderbolt နောက်ထပ်ဘာလုပ်လို့ရမလဲဆိုရင်ကျွန်တော်တို့ကဒီ projector တွေမှာသွား join လို့ရမှာပေါ့နော်ကျွန်တော်ဒီမှာပြထားတဲ့ပုံလေးဆိုရင် projector နဲ့ join ထားတာရှိတယ်အဲ့တော့ projector မှာ 4K ရတာ 4K ကိုနှလုံးတစ်ပြိုင်နဲ့ပယ်လဲရတာဒီစသဖြင့်မျိုးရှိတယ်ပေါ့ဆိုတော့ဒီ MacBook Air M4 you can connect up to external display ဒီမှာ external display ကိုနှလုံးတောင် join လို့ရမယ်တစ်ပြိုင်နဲ့ထည့်ပေါ့နော်ဆိုတော့ Megacity 3 port plug to the classic ဒီဘက်မှာじゃပါလဲဆိုရင်နှစ်ချက်ပေါ့နှစ်ချက် Arduino sorry နှစ်ချက်ပေါ့ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ audio ချက်အားလုံးတွေပဲ 3.5 mm ဒီမှာဒီအချက်လက်တွေကျွန်တော်ဖတ်ပြီးတော့နားလည်အောင်လေ့ကျင့်ပါနော် Megacity Air battery ပါရရဲ့နောက် indicator light glow amber 1 the battery need to be charged ဒါပါလဲဆိုရင် plug in the indicator USB-C power adapter ကို Arduino ထုတ်လိုက်မှာနော်ဒီ battery တချို့တွေမှာ significant lighting ပြတာလည်းရှိလိုအပ်လာပြီဆိုတာမျိုးဒါ Arduino နဲ့ကျိုးမှလည်းကျွန်တော်မီးလင်းတာရှိရပေါ့ကျွန်တော်ဗာလဲဆိုရင်လိမ်မော်လို့အနီလို့အယောင်လေးရဲ့နောက်အစိမ်းအောင်လေဒါသူ့ရဲ့ percentage နဲ့ပတ်သက်တာလည်းပြတယ်ဒါဒီမှာတော့ fast charge your MacBook Air battery up to 50% around 30 minute ပေါ့နော်မိနစ်30အတွင်းမှာနိုင်ဘယ်လိုလဲဆို50%ထိသွင်းနိုင်လိမ့်မယ် with the option နဲ့ဒါဘယ်လောက်ဝက်ထိသွားလို့ရဆို70 watt ထိလည်းသွားလို့ရမယ်ကျွန်တော်ဒီမှာတော့သူတို့ရဲ့ဝက်က30 watt ပဲဖြစ်မယ်ရှင်ဆိုလို့ဘယ်ဝက်တွေနဲ့သွင်းလို့ရမယ်ဆိုတာပြောပြတာပေါ့ဒီမှာပုံလေးလည်းပါတယ်ဒါနဲ့ချက်ပေါက်ကိုပြရတယ်เนาะ headphone budget နောက်ပြီးတော့ဒီ Mac ရဲ့ကျွန်တော်တို့ရဲ့ Mac ဆက်မှာကြည့်မယ်ဆိုရင်ထိတ်တဲ့မှာပေါ့เนาะဒီကျွန်တော်တို့မျက်နှာနဲ့တဲ့မှာဘာရှိတယ်ကင်မရာရှိတယ်အစိမ်းအောင် highlight လေးလင်းနေလိမ့်မယ်ဒါဒီကျွန်တော်တို့ MacBook M4 တွေမှာတခြားတော့ M1 M2 တွေနဲ့ M2 မှာလည်းစပါမယ်ထင်တယ်တို့တော့ M1 တွေထက်တာပါလဲဆိုရင် center stage camera လို့ခေါ်တယ် center stage camera ဆိုတာဘာဒီနေရာမှာတိတာလဲဆိုရင်ဥပမာ zoom လိုမျိုးတွေကျွန်တော်တို့အခုလိုပြောတဲ့အချိန်မှာကျွန်တော်ကဒီကင်မရာမြင်ကွင်းနေဘေးတစ်ဖက်ကိုစောင်းသွားတဲ့အချိန်မှာဘေးကိုရောက်သွားတဲ့အချိန်မှာသူကအလဲကောင် focus အလဲကောင်ကို auto adjust လုပ်ပေးတယ်အလဲကိုရောက်မရောက်အောင်ပေါ့နော်ပြောချင်တာ center stage ဆိုလဲ stage symbol မှာအဲ့ဒီတော့အဲ့တော့ဒီကင်မရာဒီတာမန်ကင်မရာနဲ့မတူနဲ့ center stage ဖြစ်တယ် megapixel resolution နဲ့ပုံမြင်လိမ့်မယ်တော့ microphone ဒီလည်းအဲ့ဒီမှာပါလိုက်မယ်နောက်ပြီး touch ID ပါပါဒါ keyboard မှာပါတဲ့အနေထားပေါ့နော်ဒီနောက်မှာမြင်ရတဲ့ဒါလေးကတော့ trackpad ပေါ့ဆိုတော့ကျွန်တော်တို့ကဒါလေး introduction အစပဲရှိပါသေးတယ်ဒီမှာဆို MacBook ရဲ့ edit glance เนาะဒီတရက်ပြည့်မှာသူကိုယ့်ရဲ့ Mac အကြောင်းပတ်သက်တဲ့ဟာမြင်ရအောင်ပေါ့နော်အဲ့
ဒီမှာတော့တစ်စင်းချင်း table ကွင်းနဲ့တော့လိုက်ရတယ် Math ဆိုရ personalize လုပ်တာတွေတစ်စင်းချင်းပေါ့နော်ပထမဆုံး your Math model MacBook Air ပါမယ်ပြီးရင် include with your MacBook Air တူနဲ့ပတ်သက်လို့ဘာတွေပါလဲဒီမှာ Arduino နဲ့ charger port တွေနောက်ဒီအကြောင်းအရာတွေအကုန်လုံးဆိုလိုတာဒီ tip ထဲမှာအကုန်လုံးလာကျွန်တော်တို့ဖတ်နိုင်မယ်ဆိုရင်ဘာမှကိုလေးလာစမ်းလို့အဲ့ဒီထဲမှာအကြောင်းအရာတွေအကုန်သိမှာနောက် user guide ဆိုတဲ့ application ပါတယ် UI app ဆိုတော့စီတော့ကြည့်ဒီ application တိုင်းတွေလည်း guideline တွေပါပါတယ် home ကိုပြန်တော့ပြမယ်နော်အဲ့ဒါ your device တခြား device တွေနဲ့ iPhone နဲ့ joiner တွေနောက် shortcut ပိုင်းတွေ store ပိုင်းတွေပေါ့ဆိုတော့ဒီမိမိမှာလက်ရှိနေတဲ့ MacBook နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘာတွေလုပ်လို့ရလဲဆိုတာသိချင်နေဆိုရင်ကျွန်တော်ပြောလို့ဒီ tips ဆိုတဲ့ application လေးကိုဝင်ပြီးတော့လေ့လာကြည့်ပါဒါဒီပြည့်တဲ့အနေနဲ့ပါပြီးသားဖြစ်ပါတယ် okay ပါကျွန်တော်ညီကိုဒီနေ့မှာတော့ကျွန်တော်က Math နဲ့ပတ်သက်လို့ဒီ tip ကနေပြီးလေ့လာလို့ရတဲ့နေရာတွေအများကြီးရှိတယ်ဆိုတဲ့အထဲကနေပြီးတော့နည်းနည်းလေး 1% တောင်မရှိတဲ့အရာလေးကိုကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ် okay နောက်ထပ်တွေလည်းထပ်ပြီးတော့ကျွန်တော်အတူတူပူးရဲပြီးတော့လေ့လာတင်ဆက်ပေးပါမယ်မိမိကိုယ်တိုင်လည်းလေ့လာမယ်ဆိုလဲဒီနေရာတွေမှာလေ့လာလို့ရတယ်ဆိုတော့ကျွန်တော်တို့မျှဝေပေးရင်ဒီ profile လေးကတော့ကျွန်တော်ရဲ့မိတ်ဆွေညီကိုအတွက်အကျိုးရှိတယ်ဆိုလဲ like and share လေးလည်းကျွန်တော်အားပေးသွားပါအောင်เนาะ share ရင်အချင်းချင်းလေး share လုပ်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်